ကိုစားလိုက်တဲ့အစာတစ်ခုကိုစားလိုက်မယ်စားလို့ရှိရင်ဒီကနေပြီးတော့ဒီထဲကိုလေချောင်းထဲကိုဝင်လာပြီးတော့အစာအိမ်ထဲကိုဝင်မယ်အစာအိမ်ထဲရောက်တဲ့အခါမှာသူ့အလိုအလျောက်ထွက်လာတဲ့အစစ်တက်တစ်မျိုးရှိမယ်အဲ့အစစ်တက်တစ်မျိုးထွက်လာပြီးတော့ဒီအစာကိုခြေဖြတ်မယ်အစာခြေဖြတ်တဲ့နေရာမှာဘာတွေကကူညီပေးတယ်လဲဆိုတော့အသေးကဒီအစာခြေဖြတ်မှုကိုကူညီပေးတယ်မုတ်ချိုအိတ်ကလေးကလည်းအစာခြေဖြတ်မှုကိုကူညီပေးတယ်သဲကြီးအိတ်ကလည်းအစာခြေဖြတ်မှုကိုကူညီပေးပါတယ်အဲ့တော့အစာတွေကိုခြေဖြတ်မယ်ခြေဖြတ်ပြီးတော့လိုအပ်တာတွေကိုအစာအိမ်ကနေစုပ်ယူထားမယ်သွေးတဲ့ကောရောက်မယ်အဲ့တော့သူမလိုအပ်တဲ့ဥစ္စာကိုဒီဥခွေတိတ်လေးတွေဥခွေတိတ်လေးတွေဥသိန်းထဲကိုဒါဒီစားပြီးသားဒီခြေဖြတ်ပြီးသားဥစ္စာတွေကရောက်လာမယ်အဲ့တော့ဒီဥသိန်းထဲမှာကျတော့လေဥကနေပြီးတော့သူလိုအပ်တဲ့အာဟာရတွေကိုသူကစုပ်ယူထားမယ်အဲ့ဒီဥသိန်းထဲမှာသူကစုပ်ယူထားပြီးဆိုသူမလိုအပ်တဲ့ဥစ္စာကိုဒီဘေးမှာဘောင်ခတ်ထားတဲ့ဥမာအကြီးတဲ့ကိုအဲ့ကဲသူမလိုအပ်တဲ့ဥစ္စာတွေဥမာကြီးတဲ့ကိုရောက်သွားမယ်ဥမာကြီးကလည်းသူလိုအပ်ထားတဲ့အာဟာရတွေကိုဥမာကြီးကစုပ်ယူမယ်စုပ်ယူပြီးတဲ့အခါကျသူမလိုအပ်တဲ့ဥစ္စာကိုအစာအိမ်အဟောင်းတွေကိုပို့ပေးမယ်အစာဟောင်းတွေကိုပို့ပေးပြီးမှမစင်အဖြစ်ဆွတ်ထုတ်ပါမယ်ဒါလေးကိုသိခဲ့ရတယ်အဲ့တော့အစာတစ်ခုခြေပြတ်တဲ့နေရာမှာအသေးအရေးကြီးတယ်ခြေပြတ်ဖို့ကူညီပေးနိုင်ဖို့နော်အစာအိမ်ခြေပြတ်တယ်မှာကူညီပေးမယ်အသေးကူညီပေးတာသိခဲ့ရတယ်မုတ်ချိုအိတ်ကလည်းကူညီပေးရတည်ကြရတယ်။တဲကြီးကလည်းကူညီပေးတာတည်ကြတယ်။အဲ့တော့အစာချစ်ဖြတ်ဖို့ကအရေးကြီးတဲ့ဒီခန္ဓာကိုယ်ရဲ့အသေးတဲကြီးမုတ်ချိုအိတ်ဒါတွေကအရေးကြီးတာကိုတည်ကြရတဲ့အကြောင်းမိတ်ဆွေတို့ပြောပြတာဖြစ်ပါတယ်။ကျေးဇူးပါ။